ဒီမှာဟေးဒီနေ့ငါတော့ညမှာပဲဖြစ်ပါတယ်ခုကျွန်တော်တုံးမဲ့အစားစားကတော့ဒီအတုပေါ့နော် power bait လို့ခေါ်တယ်ကျွန်တော်ရဲ့ငမြတော့ကအလိုမျိုးဒီဟာလေးကိုယူပြီးတော့အလိုတော်လုံးမှာဖြစ်ပါတယ်နော်ဒီမှာဒီကျွန်တော်ကြိုက်တဲ့power bait အမျိုးအစားတော့ဒီကာလီပေါ့နော်ချစ်တင်ဖြူ power bait ပဲဖြစ်ပါတယ်ဒီကောင်ကအနက်မွေးတယ်ကျန်တာဆိုတော့အနက်အရန်ဆိုးတယ်ပြီးရင်ဟုတ်ပြီโอเคတော့ပြင်မယ်နော်ပြီးတော့ဒီနောက်တစ်ချောင်းဒီဟာကြတော့နောက်တစ်မျိုးပေါ့ငါအသေးလေးတွေဖန်ဖို့အတွက်ဒီ Utah State မှာလူတယောက်ဒီ fishing pool နှစ်ချောင်းပဲတုံးလို့ရပါတယ်ဒီထစ်မြောက်အောင်တုံးလို့မရအောင်ရေတွေ့ရင်အဖန်ခံပါနော်ညာတီကောင်ချင်းများလိုက်တာညာတီကောင်ပေါ့နော်ဒီတပူးကိုဒေါ်လာ4ကျပ်ခွဲ5ကျပ်နီးပါးပေးရပါတယ်ခုကျွန်တော်တော့မှာတီကောင်မျိုးအစားဒီစမောမောက်ဒီဟာနဲ့တော်များမှာဖြစ်ပါတယ်โอเคပြီးရင်ဟောမှာဘုတ်စီးလူတယ်အဲ့လိုမျိုးပြောပါနေရတယ်ဟောမှာဘုတ်စီးလူတယ်ဒီအမေရိကန်မှာနေတိုင်းအလုပ်လုပ်ရတာအရင်မွန်းချက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တစ်ခါတလေချင်းခုလိုမျိုးလေးတွေတွားပြီးတော့ငါးတွေတွားဖမ်းတယ်အဲ့လိုမျိုးအပျော်ပါသမင်းတွေချက်တယ်ဒီနေ့လေကျွန်တော်တို့ရတာလေးနဲ့သူကချက်စားမှဖြစ်ပါတယ်အဲ့လိုမျိုးအပျော်ရှာရတယ်ပေါ့နော်ဒီနိုင်ငံမှာဒါမှမဟုတ်လို့ရှိရင်အိမ်မှာပဲအမြဲတမ်းနေအလုပ်ပဲတွားဆိုရင်လူကချက်လိုက်ရင်တော့အရင်မွတ်ချက်လာတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီနေ့ငါတွားမြရတယ်ဖမ်းတာလေးနဲ့ကိုချက်စားမယ်အခုချင်းတီတော့ကျွန်တော်တကောင်မရသေးဘူးခဏဆောင်ခုဟောမှာတွေ့နေရတာကျွန်တော်ရဲ့တင်ရချင်းတွေဖြစ်ပါတယ်ကျွန်တော်ကဒီမှာပကင်းနဲ့ဒီမှာသမင်းလေးချက်တယ်ဒီဟာကျွန်တော်တို့ရဲ့ကရိယာပေါ့ဒီမှာသမင်းချက်တယ်ခဏနေဖမ်းတဲ့ငါနဲ့တော့စားမှာဖြစ်ပါတယ်ဒီမှာအခုကျွန်တော်တို့ငါတော်များတဲ့နေရာဖြစ်ပါတယ်အားလုံးကိုလည်းလာလီဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီမှာဒီမှာရပြီ
ဒီမှာနော်တကောင်ရပြီဒီဟာစမောမောင်းတော့ခေါ်ပါတယ်လူတယောက်မှာ6ကောင်ပဲဒီဟာဖမ်းလို့ရပါတယ်လို့ဒီမှာတီကောင်ကျွန်တော်ကတီကောင်နဲ့ပဲများပါတယ်ဒီစမောမောက်ဆိုရင်တော့တီကောင်နဲ့များမှပူကြိုက်တယ်ဒီမှာပေါ့နော်ကဲပြန်ချမယ်ဒီပါကဲဒီမှာလည်းရပြီဒီမှာရပြီကြီးကြီး6 မိနစ်တင်တယ်ဟုတ်တယ်6အေးလွတ်သွားတယ်ကွာအခုနတော့ကန်ဆူးစွန်တယ်ပဲတကောင်လွတ်လိုက်တယ်ကွာပြန်များမယ်အာမလျှော့ကြီးပေါ့နော်ဒီမှာပြန်များမယ်အခုကျွန်တော်များတဲ့ဟာကြတော့ဒီဟာနဲ့များတယ်နော်ဒီ power bank နဲ့များတယ် power bank ဒီဟာ trout တော့များမှာဖြစ်ပါတယ်ခီရတော့ကြီးပါတယ်โอเคပြန်ချမယ်မကြေပွေးနှမျိုးလိုက်တာကွာအိုးဒီမှာလည်းရပြန်ပြီโอเคနောက်တစ်ကောင်ပေါ့ဒီကတော့စမောမောက်နောက်တစ်ကောင်ထည့်ပြီးစမောမောက်ကောင်အသေးလေးအဲ့လိုမျိုးတွေကကြွကြော်စားလို့ကောင်းတယ်ကြွကြော်စားမယ်ရပြန်ပြီဒီအသေးလေးတကောင်ရပြန်ပြီဒီဟာနဲ့ဆိုရင်တော့3ကောင်မြောက်ဖြစ်ပြီเนาะနောက်ထပ်3ကောင်ပဲကျတော့တယ်ဒီလိုမျိုးအမျိုးအစားကိုဖန်ဖို့အတွက်ဝတနာဆိုလို့လေဒီကောင်ကိုမကန်ချင်းလေးကန်ရတယ်โอเคရပြန်ပြီတကောင်မိပြန်ပြီဟောဒီဟာကျတော့နောက်တစ်မျိုး
yellow patch ဒီကောင်ကအကောင်90ဖမ်းလို့ရတယ်အကောင်40ဖမ်းလို့ရတယ်နော်အခုနဖမ်းရတာမတူဘူးဒါ yellow patch ဖြစ်တယ်အကောင်40ဖမ်းလို့ရတယ် AC ပဲ easy ဒီဟာရဲ့အခုကျွန်တော်ချက်စားမှာပဲဖြစ်ပါတယ်ပြီးတော့အဆူရှိရဒီကောင်လေးပေါ့အဲ့ဒါကိုကျွန်တော်တက်စင်းရေးတော့လုံးမှာပဲဖြစ်ပါတယ် Okay ဒါကဒီမှာPide, por allá. Cógeme. Nè mà, sua, tốt thế này. Di mà aku pan aku sa. La sa. Ya, cho nó tùy à bộ. Nó sòng đấy. Lóc cái mẹ nó mà cái nó vô đi cái tuần kiểu đó. Chim bông. Chim. Đó, chim mà bà biết một cái đó. Tôi listen piệt à. Yên chết em phiêu làm à. Ô mà gì cú rồi cú. Ô mà gì cú rồi. Xa đi đâu mà. Thế đi xinရောက်ပြီထက်ထားတာကတော့ငါးရယ်ပြီးတော့ချင်းပေါင်းအတီး6ရဟာချစ်တွင်ဖြူချစ်တွင်နေဂျင်း Không thấy bỏ. အဆွခါနေရပြီကဲကိုစင်တော့ ready ဖြစ်သွားပြီငါတခါစီပြန်တက်မယ်စားဖို့အသင့်ဖြစ်ခါနေရတယ်မစီချက်တမလို့Xì chú này. Wow. Ngồi mà là leo đâu mà nó Của nó là sao lấy được nó thì việc có tàn đấy thì báo nó sẽ cài chân đâu không chịu được ôi luôn đi mà hi đây mẹ ayu cái chi nó được chết mẹ xuống đây ta đi cùng tiêu xi mà hậu rồi nó